အခုဒီ culture day နဲ့ဒီလိပ်ပန်စီကတော့ဒါကျွန်တော်ရဲ့ first time experience ပေါ့နော်ဒီ first time experience ကတော်တော်လေးကိုအဆင်ပြေတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီ culture day မှာဆိုရင်လည်းဒီ BU ပေါင်းစုံကနေပြီးတော့ BU ကွန်ကလူတွေလည်းပါကြတယ်သူတို့ရဲ့ talent show တွေလည်းကြည့်ရတယ်နောက်တစ်ခုကကျတော့ဝန်ထမ်းတွေအားလုံးပြောရတယ်ကျွန်တော်တို့လည်းပြောရတယ်ဒီလိပ်ပန်စီပေါ့နော်ဘူးတွေလည်းအများကြီးပဲအဲ့တော့စားစရာတွေကလည်းအစုံနဲ့ဆိုတော့တော်တော်လေးပြောဖို့ကောင်းတယ်ဒီနေ့ညီမကကာရှယ်ရှိုးမှာဝင်ကြိုင်နေပေါ့နော်ဝင်လာလည်းဖြစ်ခဲ့တယ်အဲ့တော့ဒီမျိုးဝတ်စုံပေါ့နော်အခုညီမဝတ်ထားတာဆိုရင်ကတချင်ဝင်ကြိုင်ခါဖူးဝတ်စုံဖြစ်ပါတယ်အဲ့လိုဝတ်စုံတွေမျိုးဝင်ကြိုင်ဖြစ်ကြတယ်ကိုယ့်ရဲ့ဒီ costume ကိုအဲ့လိုပြခွင့်ရတယ်ပေါ့နော်စပယ်ရနေတဲ့အသက်ကြောင့်မို့လည်းကောင်းယူပါတယ်လို့ပြောချင်ပါတယ်အားလုံးပဲမင်္ဂလာပါဒီနေ့ကာချာဒေးမှာလိပ်ပန်စီပွဲတော်ပေါ့နော်အဓိကစီစဉ်ဆောင်ရွက်ပေးဖြစ်တယ်ပေါ့နော်အားလုံးလည်းပျော်ရွှင်ကြတာကိုမြင်ရတယ်ပြီးတော့အားလုံးလည်းကြိုက်ကြတယ်ပေါ့ဒီပွဲတော်လေးအဲ့တော့နောက်ပိုင်းကျလို့ရှိရင်လည်းနောက်နှစ်ဒီမှာလည်းဒီထက်မကပို့ပြီးတော့လုပ်ပေးနိုင်ပို့ပြီးတော့ပျော်ရွှင်ရလိမ့်မယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်တယောက်နဲ့တယောက်ပို့ပြီးတော့ရင်းနှီးမှုရှိတယ်ကာချာတွေကိုလည်းပို့သိရတယ်ဒီကဲစိတ်ရဲ့ဒီ umbrella အောက်မှာပေါ့နော်မတူညီတဲ့ကာချာတွေဟာတပေါင်းတစည်းတဲ့စုစုစည်းစည်းနဲ့ချစ်ချစ်ခင်ခင်နေကြတယ်ဆိုတဲ့ဟာလေးကိုပုံဖော်စေတယ်အဲ့အတွက်နောက်နေ့တွေလည်းဒီချက်ပို့ပြီးအောင်မြင်တဲ့ပွဲတွေလုပ်နိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်ဒီလိုမျိုး organize ဖြစ်နေ celebrate တွေလုပ်ပြီးတဲ့အတွက်ကြောင့်မို့ကိုယ်ဝစ်ချင်တဲ့ဝစ်ဆောင်လေးတွေပေါ့နော်တယောက်နဲ့တယောက်အကုန်လုံးနဲ့အရင်လေးကိုဘယ်လိုခေါ်မလဲတိုင်းရင်းသားတွေရောတခြား dress တွေရောပေါ့နော်ဝေးရတော့ရောင်ပြောင်းစုံလှလှပပလေးလည်းမြင်ရတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လည်းရန်ကျေးဇူးတင်တယ်ဒီကစားတီးလေးကိုညအောင်လုပ်ပြီးတဲ့အတွက်လည်းကျေးဇူးတင်တယ်ဝမ်းလည်းဝမ်းသာတယ်ပြောလည်းပြောရပါတယ်ကျွန်တော်တို့ဒီနေ့ကာချာလေးမှာပေါ့နော်ဒီကဲစိတ်ကနေဒါကျင်းပတာဖြစ်တဲ့အတွက်ကျွန်တော်တို့ feeling အနေနဲ့တော့ကျွန်တော်တို့အရန်ပျော်တယ်ဒီကာချာလေးလုပ်ခြင်းအပြင်လည်းကုမ္ပဏီရဲ့ဒါဝန်ထမ်းအောင်ညီကိုအောင်ရဲ့ team work ကိုအကြိုးကဒါဘာဖြစ်လို့ပေါ့နော်ဒါမြန်မာနိုင်ငံ team work ကဘယ်လောက်ထိဒါ coordination မှာဘယ်လိုစွမ်းစွမ်းတမန်ဆောင်နေလဲဆိုတော့ပြသရတဲ့ဒီဒေးထုနဲ့အခက်ထားရပါတယ်ဒီကာချာပွဲလေးအောင်ပေါ့နော်တစ်ခါမှမလုပ်ဘူးတဲ့ပွဲလေးပါနော်ပါဝင်မရအောင်တယ်ဝမ်းသာနေပါတယ်ဆိုင်မှာလက်မလေးပြပြီးတော့မလို့ဆောင်ရရတယ်။ဒီလိုဆောင်မှာနည်းနည်းတော့အောင်ဆိုင်ရပါမင်္ဂလာပါဒီရကပါဒီနေ့ညီမတို့ဒီ PSH မြန်မာမှာဒီမြန်မာကရှာပွဲလေးနဲ့လိပ်ပန်ဈေးပွဲလေးကိုလုပ်ပြီးတဲ့အတွက်ကြောင့်မို့လို့ဒီနေ့နေ့အနေနဲ့အရင်ကပြောရွှေ့ရတယ်။ဟုတ်ပြီးတော့လို့ရှိရင်ညီမတို့ဒီ PN အနေနဲ့လည်းမြန်မာမုတ်လေးတွေကိုဒီမှာလိပ်ပန်ဈေးပြပါလို့ပြီးတော့ကြည့်ထားပါတယ်။မာတော့ finance business partner တွေပါဒီနေ့ပွဲလေးကိုပေါင်းရရရဲစီနေပါတယ်ပြောလည်းပြောပါတယ်။ဒါမှမဟုတ်ရဲ့ဒီနေ့တော့ဆောင်လေးပါ